ဒီရက်ထဲမှာမမတွေအမေမြတာတခုရှိတယ်ပိုးသားနဲ့ဖေးသားနဲ့ရပါကွာလေအခုစုစီမှာရောက်နေတဲ့အသားလေးတွေကပိုးသားလားပိုးသားရောစစ်ရလားပေါ့နော်ဆိုတော့ပိုးသားစစ်ပါတယ်မမရေစစ်တာမှစစ်နေတာမြည်သေးတယ်ဘာဖြစ်လို့လဲဆိုတော့လေမမတွေဒီမှာပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အများဆုံးကဒီဒီဇိုင်နာအကြီးတွေတောင်းမှာပဲဗလန်တီနိုပိုးကိုပဲကင်နေပြီးလို့ရှိရင်မမတို့ဒီမှာ ready to wear တွေမှာရောင်းနေတယ်ပေါ့နော်ဒီမှာဝတ်စုံတွေဆိုလို့ရှိရင်လည်းဗလန်တီနိုပိုးသား quality ကောင်းစစ်ကိုထုတ်ပေးတယ်ဟုတ်အခုစုစီမှာရောက်နေပိုးသားကကြတော့လေဗလန်တီနိုပိုးထက်ဈေးမြင့်တယ်တကယ်ကိုဈေးမြင့်တယ်ဘာလို့ဈေးမြင့်တာလဲလို့ပြောရမယ်ဆိုလို့ရှိရင်လေဗလန်တီနိုပိုးကကြတော့ကွာဒီလိုမျိုးအပြင်ဘက်မှာကြတော့သူက line စင်းလေးပါတယ်ဆိုတော့ကြတော့ Uniqlo ကလာတဲ့အထည်လေးတွေနဲ့အနည်းဆုံးတော့အပြင်ပိုင်း quality လေးတူရမယ်အထင်းမှာလည်းတတောင်းတဖြစ်ရမယ်ပြီးလို့ရှိရင်စုစီကညဝတ်လေးဝတ်လိုက်လို့ရှိရင် Uniqlo ကလောက်တော့အနည်းဆက်ဆုံး comfort တွေပဲဖြစ်ရမယ်ဆိုတော့ဒီရွယ်ချက်လေးတစ်ခုနဲ့ထုတ်ခဲ့တာအဲ့တော့ကြောင့်မလို့အပြင်မှာ line စင်းပါတယ်ဗလန်တီနိုဆိုတာမသုံးဘူးguide စေးအများကြီးယူလို့ရှိရင်ဗလန်တီနိုကဈေးသက်သာတယ်စုသုံးတာတွေကဈေးပုံများတယ်ဒါပေမဲ့လည်းဆိုတော့ကိုထုတ်ချင်တဲ့အထည်ပေါ့နော်ကိုထုတ်ချင်တဲ့ quality စံချိန်စံနှုန်းနဲ့ညီတာကိုပဲထုတ်ခဲ့တယ်အဲ့လိုပဲဗလန်တီနိုမှာကျတော့အတွင်းသားဆိုလို့ရှိရင်သူကပြုတ်တီထားပြီးတော့ကျန်းတယ်ဒါပေမဲ့မမတို့မြန်မာဝတ်စုံတွေမှာမတီးဘူးဟုတ်ဘယ်သိမလဲမြန်မာဝတ်စုံတွေမှာကျတော့အတွင်းမှာကော်ပိတ်ခံတာကိုဆိုတော့ကျတော့ညဝတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ပိတ်ကြီးနဲ့ဆိုလို့ရှိရင်ဝတ်ရတာဘလို့မှမလှအောင်အစင်လည်းမပြေဘူးဆိုတဲ့အခါမှာသူတို့ဒီပိတ်ကိုခိုးလို့လုံးဝမရပါဘူးအဲ့ဒီနေရာမှာပိတ်ကိုခိုးလိုက်ရင်ချောအသား3ချင်3ဒါမှမဟုတ်ရင်ဗလန်တီနိုအထဲကျန်းတာ3ချင်3အဲ့နှစ်ခုပဲသုံးလို့ရမယ်အဲ့အတွက်စုကကြတော့ရတယ်ဘလောက်ပဲကုန်ဒီဟာဒီစုရဲ့စံချိန်စံနှုန်းနဲ့ကိုက်ညီရမယ်ပေါ့နော်ပြီးရင်စုတို့ H&S collection မှာဆိုလို့ရှိရင်ဘယ်တော့ပဲလောက်ဝယ်အမြဲတမ်းရှိနေအောင်လို့ပေါ့နော်ဒီ wedding တွေမှာဖြစ်ခရီးသွားတဲ့အခါဖြစ်ကပ်ပဲတွေပဲဖြစ်အဆင်ပြေအောင်လို့အမြဲတမ်းဝယ်နိုင်အောင်လို့စုဒီဒါ9ချိန်မြောက်ပြန်ထုတ်ချင်ပါနော်စိုက်ချက်အပြင်ဆိုရင်လည်းရင်တော့4စိုက်ပဲထုတ်တာအခုဆိုရင်280ပါလာပြီ9စိုက်တောင်စုထုတ်ပေးထားပါတယ်အဲ့အတွက်ကြောင့်မို့လို့ quality ဘိုင်းကိုစိတ်ချလက်ချဝယ်ယူအားပေးလို့ရတယ် quality ဒလီလာပိုးတဲ့အခါမှာ quality မကြိုက်ဘူးဆိုရင်စုကငွေပြန်ပေးပြီးပြန်ယူပေးတယ်အမျိုးမျိုးနေတိုင်းအတွက်ကိုယ်စလေများခုံနေပါပြီဘူးလေးဆိုလို့ရှိရင်9ဘူးကနေစဝယ်ပြီးတော့ကိုယ်စလေအနေနဲ့ပေါ့နော်ဝယ်ယူရောင်းချနိုင်ပါပြီရှင်ပြီးရင်စုတစ်ခုကကြတော့အခုနောက်ပိုင်းလုပ်ပေးနေရတဲ့ခုကကြတော့ဒါကတော့စုချီမှာဝယ်ယူအားပေးမှမဟုတ်ဘူးတချို့တွေဆိုလို့ရှိရင်ရှိရစုချီမှာတစ်ခါမှမဝယ်ဘူးဒါပေမဲ့ကိုမန့်နေလာပြီးတော့စုရေ online shopping တော့ရောင်းချင်တယ်ဘယ်ကနေစားလို့ရမယ်မသိဘူးဆိုရင်ဆို Viber ဖုန်းလေးပေးလိုက်တယ် Viber ဖုန်းကနေပြီးတော့တိလို့တာတွေမေးရင်မေးဒါမှမဟုတ်လို့ရှိရင်အနည်းဆုံးတော့ဖုန်း15မိနစ်နိုင်ဝယ်လောက်တော့စုပြောပြတယ်ပေါ့နော်ဆိုတဲ့အခါမှာအခုမှအလုံးစားလုံးမဲ့ညီမလေးတွေအရင်နှစ်ရှိတယ်မိဘကလည်းလှုပ်စေချင်တယ်ဒါပေမဲ့ဘယ်ကနေစားလို့ရမယ်မသိဘူးရှုံးမှလည်းကြောက်တယ်ပေါ့နော်အဲ့လိုမျိုးစန်တော်ဝါဖြစ်နေတဲ့ညီမလေးတွေစုချီကနေဝယ်ယူအားပေးပြီးတော့လဲစုကိုအကြံဉာဏ်တွေတောင်းနိုင်တယ်လို့စုချီကဝယ်ယူအားပေးမှုမရှိလေစုနဲ့ Viber မှာလာပြီးတော့ဆွေးနွေးလို့ရပါတယ်စုတီးတလောက်တက်တလောက်အကုန်လုံးကို sharing လုပ်ပေးပါမယ်ကဲဒါလေးကိုလာပြောပြရပါဒါဆိုရင်တော့အကြိုက်တွေ့ရဆိုလို့ချင်းတော့စဉ်းစားမနေပဲနဲ့ဝယ်ယူအားပေးလိုက်ပါဒလီလာပို့လို့အကြိုက်မတွေ့ရင်တော့စုတို့